ငါးပါးသီလအနဲ့မြည်သည့်အရာသည်အပြစ်ကြီးဆုံးဖြစ်ပါသနည်းအဘယ်ကြောင့်ပါနည်းအဲ့တော့အပြစ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့အားလုံးဟာကြီးတာကြီးပဲသို့တော်မြတ်စွာဘုရားစကားနဲ့ပြောမယ်ဆိုလို့ရှိရင်မုတ္တဝါဒအပြစ်ကြီးတယ်လို့ပြောတယ်မုတ္တဝါဒအပြစ်ကြီးတယ်အားကြောင့်တော့ဆိုရင်မုတ္တဝါဒကျွလွန်တဲ့ပုဂ္ဂိုလ်တရားဟာမလုံနိုင်တဲ့အကုသိုလ်ဆိုတာမရှိဘူးလို့ပြောတယ်သို့တော်ခဏခေတ်လူတွေတချို့ပြောနေတာဒီသူရမေတွေကအရက်မူးလို့ရှိရင်အလုံးလုံးတယ်လို့ဒါကတော့တေချာကောင်းပြောလို့မရဘူးဘုန်းကြီးတို့တွေ့ဘူးတဲ့အရက်မူးသမားအရက်မူးလို့ရှိရင်သူကပရိတ်တွေရွတ်တယ်နော်ပရိစိတ်တယ်ကမ္မထာအထုတ်တယ်အဲ့ဒီလိုအရက်မူးသမားလည်းရှိသေးတယ်အရက်မူးပြီဆိုမှသူကပရိတ်ရွတ်တာပဋ္ဌာန်းတွေရွတ်တယ်ပရိတ်တွေရွတ်တယ်အဲ့တော့အရက်မူးတိုင်းအကုသိုလ်လုပ်တယ်လို့ပြောလို့မရဘူးနော်ခုနလိန်တတ်တဲ့လူတယောက်ကတော့